မင်းကငါ့ကိုသွားစေချင်တာလားဒီလိုစာကြမျိုးဆိုရင်ဘယ်လို English pattern တွေကိုသုံးပေးရမလဲဆိုတော့ဒီနေ့ pattern လေးကကြတော့ Do you want me to bravo one ဆိုတဲ့ pattern လေးပဲဖြစ်ပါတယ်မြန်မာလိုဆိုရင်တော့ကွက်လက်စေချင်သလားလို့အဓိပ္ပာယ်ရပါတယ်ကိုကတခြားသူတရားကိုသူ့အတွက်ဘာလုပ်ပေးစေချင်လဲဆိုပြီးတော့မေးတဲ့အခါမျိုးတွေမှာသုံးပေးလို့ရပါတယ်ပို့ပြီးတော့နားလည်သွားအောင် example နဲ့တူကြည့်လိုက်ကြအောင်နော်Do you want me to give up မင်းကငါ့ကိုအရှုံးပေးစေချင်တာလား Do you want me to give up Do you want me to forget you မင်းကငါ့ကိုခွင့်လွှတ်စေချင်တာလား Do you want me to forget you Do you want me to go မင်းကငါ့ကိုသွားစေချင်တာလား Do you want me to go Do you want me to listen to you မင်းကငါ့ကိုနားထောင်စေချင်တာလား Do you want me to listen to you Do you want me to explain it again မင်းကငါ့ကိုထပ်ရှင်းပြခိုင်းစေချင်တာလား Do you want me to explain it again ဆိုတော့ဒီ pattern လေးကိုသုံးပြီးတော့ English စာကြတဲ့ကြောင်းလောက် comment မှာရေးခဲ့ပေးပါဦးနော်ဒီလို10 minute နဲ့အကျိုးရှိတဲ့ video တွေကိုလေ့လာခြင်းနဲ့ဆိုရင်ငါရဲ့ဒီကောင်လေးကိုအပေါင်းလေးနှိပ်ပေးခဲ့အောင်နော်ဒါဆို see you bye bye